ကိုမေကိုလိုတွေ နှုတ်ကိုမင်းတို့ဟုတ်လာပြီထင်မယ်နဲ့ နော်3ရက်ကွက်ကိုဒုတိယတစ်နေ့3ရက်ကွက်ကိုဝင်နေနေကြတော့ကိုမေကိုလိုတွေမင်းတို့ရန်ကုန်မှာလို့သလိုလုပ်လို့ရမယ်ထင်လို့လားနော်အိမ်ကိုတကားကိုလူမရှိတဲ့အိမ်ကိုပြည်သူရဲ့အိမ်ကိုဖြက်လို့ဖြက်စီးနဲ့တနက်တင်နဲ့ထုခွဲမှန်နေရိုက်ခွဲအဲ့ချင်းမှာအမေကိုတောင်းပြီးတော့အဲ့မှာစော်ပလိုက်တယ်နော်တင်းကြီးမခံနိုင်ဘူးမင်းတို့လှုပ်ချင်တာကျွန်တော်တခြားနေရာမှာမင်းတို့နိုင်တဲ့နေရာမှာလက်နဲ့အကုန်းနဲ့လှုပ်လို့ရရင်ရမယ်ငါတို့ရှိမှလှုပ်လို့မရဘူးကိုမေကိုလိုတွေနော်လာကားထားတာမဟုတ်ကြည်လားကြည်လားနော်လာကားထားတာမဟုတ်မင်းတို့အပင်တူးတွေကန်ဟိုငါလုံးမသားတွေတနက်သော့သော့တွေနဲ့တက်လာလိုက်ရင်ကိုမေကိုလိုတွေအလောင်းလောင်းလာမတင်နိုင်ဘူးဟမ်ခွေးမသားတွေကိုမေကိုလိုတွေလုံးမသားတွေမင်းအောင်လိုက်လီးရွဲမင်းအောင်လိုက်လီးရွဲဟဲ့အောင်ပြည်သူကငါတို့အားပေးနေတဲ့အတွက်ငါတို့မှသေပြောတယ်ဟောပြည်သူအကုန်လုံးအားပေးနေတာဖြစ်ဆိုတော့ငါတို့သေပြောတယ်တိုက်ပွဲမှာကြာသွားရင်ငါတို့ကဂုံရှိသေးတယ်မင်းတို့ကောင်တွေခုကြည်တယ်ငါလီမင်းတို့ကောင်တွေအလောင်းလာသေးတာတော့မှငါလုံးမှမင်းဟိုတက်လေးနဲ့လာသေးပြီးမသိနိုင်ဘူးပြန်ပြေးသွားပြန်တက်လေးလာသေးပြီးပြန်ပြေးသွားပြန်မသိနိုင်ဘူးအဲ့လောက်နဲ့လာမတက်လာနဲ့ဟဲ့အောင်မင်းနော်မင်းတို့ကောင်ခွေးမသားကြီးအဲ့လောက်နဲ့တက်မလာနဲ့မင်းတို့ခုလောက်ဆိုသဘောပေါက်တဲ့နေပြီမင်းတို့ဒီလောက်ကြီးငါလေးတိုက်ပွဲလေးခုမှ3ရက်လာဒါလေးရှိသေးတယ်တိုက်ပွဲလေး3ရက်လာဒါလေးရှိသေးတယ်မင်းတို့ကိုမင်းတို့ကြည့်လိုက်သေးတာဘယ်ကောင်းနေသေးလဲမင်းတို့ဆရာကြီးလည်းလီးတယ်မင်းတို့ဆရာကြီးလည်းကြွပါပြီမင်းတို့တက်ရင်မှုလည်းကြွတာဟောမင်းတို့ဒီလက်နဲ့ကြီးခွေးကုန်းကမင်းတို့ခွေးကုန်းကလက်နဲ့ကြီးအားကိုးတယ်မင်းတို့တွေကမိုင်းနေတာငါလုံးမသားတွေတက်လာခဲ့မင်းတို့တက်လာကြိုက်တဲ့လောက်တက်လာခဲ့မင်းတို့တနိုင်ငံလုံးကမင်းတို့ခွေးမသားတွေအကုန်ပေါင်းပြီးတက်လာခဲ့ငါတို့ကောင်တွေလီးတော့မကြောက်ဘူးထွက်မပြေးဘူးခံတိုက်မှာအသိသေးသေးစိတ်တက်ချင်းဆိုင်ရစိတ်တက်ချင်းရှင်လို့ရတော့ဟဲ့အောင်ငါတို့ကောင်တွေကမင်းတို့နဲ့အမြင်ငါတို့ကပြည်သူအပေးနေတယ်ငါတို့ကစစ်သားတွေမင်းတို့တွေကအခုပြည်သူကအကုန်လုံးချင်နေတာမင်းတို့ကောင်တွေဘာအခုလက်နဲ့ကြီးနဲ့ထုတယ်ငါလီမင်းတို့ငါတို့တက်တက်ကိုထုတာလည်းမဟုတ်ဘူးထုလည်းမထုနိုင်ဘူးနော်မင်းတို့ကောင်တွေထုနေတဲ့လက်နဲ့ကြီးကဘတွေ့ကြရငါတို့ရဲ့ပြည်သူတွေအိမ်ကြီးအိုးအိမ်ကြီးပေါ့ကြာပျက်စီးတယ်နော်အကုန်လုံးတနာဖို့ဘလောက်ကောင်းတာနေဘူးကြောင်တောင်ကြီးနဲ့မှာအဖွားကြီးအဖိုးကြီးပြေးလဲလွှားလဲရတာနော်ငါတို့ရဲဘော်တွေပါပဲသွားကဲထုတ်ပြီးငါတို့ကိုညီထားရတယ်မင်းတို့ကောင်တွေပြည်သူပိုင်အိမ်တွေတော့တကားတွေဖွင့်မင်းတို့ပြည်သူပိုင်အိမ်ဝင်တွေကနေမင်းတို့ကောင်တွေမေတော်ကလေးအိမ်တွေကနေမင်းတို့ကောင်တွေပုံရွှွက်ွယ်ရှုံးနေငါလီမိမလို့မိမစောက်ကျင်နေတယ်တက်တိမရှိပဲနဲ့ငါလီကိုရွှွက်ွယ်ရှုံးနေပြစ်ခက်ဒီရွယ်မကြောက်ဘူးကိုမေကိုလို့ခွေးမလာရင်တက်လာခဲ့ဦးမင်းတို့ဒီနေ့လဲကြိုက်တဲ့တော့တက်လာခဲ့ဦးစော်မှာဟေ့ပြေးစုံမယ်ဟေ့သိလားအပြေးစုံမယ်ပြေးစုံမယ်ကြည်အပြည့်ပဲဟေ့ကိုမေကိုလို့ကြည်အပြည့်ပဲပြောလိုက်ပါဦးမင်းတို့ငါတို့ကောင်မျိုးတော့38ကင်ထားရဆိုလို့ရှိရင်308ငါတို့ကောင်မျိုးတော့မှာငါတို့အဆင့်တော့မှာကွာ308ကင်ထားရဆိုလို့ရှိရင်မင်းကြံတဲ့ကောင်အတိုင်းတော့မမင်းနဲ့တော့ခွေးမသားတယ်ပြောပါအောင်လို့တည်ရဲလားလို့လားမင်းတို့ဗါတဲ့တည်ရဲလားဟာတည်ရဲလားဟာငါလုံးမသားတွေလက်နဲ့ကြီးကင်ပြီးတော့မေးခဲ့တာတည်ရဲလားတည်ထွက်ခဲ့ငါလုံးမသားတွေအခုမင်းတို့တက်လာပြီငါတို့လက်ရောက်ပြီလေငါတို့စော်နေပြီမင်းတို့တော့မညာခဲ့ဘူးရဲရဲဆက်ဆက်ပြည်သူကိုတတ်ခဲ့တာအခုငါတို့လုံးဝမညာဘူးမင်းတို့ငါတို့လက်ရောက်နေပြီခွေးမသားတွေမင်းတို့တေမဲနေကိုစောင်းနေတော့မင်းတို့ဘယ်နေ့တေမလဲပဲတွက်ထားတော့ကြိုက်တော့တက်လာခဲ့မင်းတို့လာမလားမင်းပထွေးတွေအာကိုနဲ့လာခဲ့ခွေးမသားတွေနော်မင်းတို့အတိတရားကိုမင်းတေတာတော့မင်းတို့အတိတရားရှိမှာမဟုတ်တော့ဘူးမင်းတို့ခုချိန်မှာပြည်သူကချင်နေပြီဆိုတာမင်းတို့သိနေလို့ရှိရင်မင်းတို့အချိုးတွေပြင်ရမှာမင်းတို့မှာပြည်သူကာကွယ်ခြင်းပဲဆိုတဲ့စိတ်ပြည်သူချစ်တဲ့ဆိုတဲ့စိတ်မင်းတို့ကစပြီးစောက်ကြည့်မယ်ကောင်းလို့ပြည်သူကမင်းတို့ယုံသွားတာပြည်သူနာကြီးသွားတာကောင်ကပထွေးပဲချက်မင်းတို့ကောင်တွေကမင်းတို့အဖေတွေမင်းတို့ပထွေးတွေပဲမင်းတို့ကောင်တွေကချစ်နေတာမင်းတို့ပထွေးတွေကိုမင်းတို့ကအသက်ပေးပြီးကာကွယ်နေတာမင်းတို့အုံတော့ကငါလိရဲမှာပဲငါသုံးစားမရတဲ့အုံတော့မင်းတို့လူဖြစ်လာတာဘာလူဖြစ်လာတာငါလုံးမသားတွေခွေးမသားတွေ
မင်းတို့နည်းနည်းပပအတိလေးနည်းနည်းလောက်ရှိရင်တော့လက်ခံနေတယ်ကိုမေကိုလို့တွေမင်းတို့အဘကိုကာကွယ်တယ်မင်းတို့ပထွေးကိုကာကွယ်သမ်းမှာလာသမ်းမှာတက်လာခဲ့ကိုမေကိုလို့တွေ လေနဲ့ပြည့်အောင်မလားလို့ လင်းနဲ့ပြေအောင်မလားလာခဲ့ဟုတ်နော်ဟဲ့အားလုံးရှိတယ် မင်းတို့လေယူဘလို့ခြွေပြမလဲ မင်းတို့လင်းကိုဘယ်လိုခြွေပြမလဲမင်းတို့တက်လာခဲ့ကိုမေကိုလို့တွေတက်လာခဲ့လင်းနဲ့တက်လာတဲ့ကောင်သူမိမမိုးဆိုးမလို့လည်းတွက်လိုက်တော့မင်းတို့မိမတွေလည်းမိုးဆိုးမတွေဖြစ်ပြီးတာမှန်တော့မင်းတို့ဒီငါတို့၄ကကောမင်းတို့မေတော်ကလေးကိုမင်းတို့ကြော်ဖို့၄ကကောလာမယ်ဆိုရင်မင်းတို့မိမတွေကိုငားခဲ့လိုက်တော့မိမကိုပြန်မလာနိုင်တော့ဘူးလို့မိမနောက်လင်ယူရင်ယူမယူရင်လည်းရှေ့လင်နဲ့ယူလိုက်တော့တခါတည်းကမားခဲ့လိုက်တော့ကိုမေကိုလို့